Fortune for you. Stars Entertainment ရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Stars Entertainment ရဲ့ Fortune for you ဆိုတဲ့ season လေးပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီဒီ season လေးကတော့9ရက်သားသမီးတွေရဲ့တပတ်တာဆောင်ရွက်ကကြမှာတွေကိုဟောပြတင်ဆက်ပေးနေတဲ့ season ကောင်းတစ်ခုလည်းဖြစ်ပါတယ်ဒီကနေ့ကတော့ February 25ရက်နေ့ဘော်ရိုးနေ့ဖြစ်တာမလို့ဘော်ရိုးသားသမီးပြည်သူများအတွက်ကံပြည့်ညက်ချစ်စရာထိုးအောင်လို့ရဟောပြောချက်တွေကိုနားဆင်ခံစားကြရမှာဖြစ်ပါတယ်ဘော်ရိုးသားသမီးရဲ့ကကြမှာကဒီတပတ်တာအတွင်းမှာဘာတွေဘလို့ရှိနေမလဲဒါတွေကိုတော့ကျွန်တော်နဲ့အတူတူအခုပဲနားဆင်ခံစားကြည့်လိုက်ကြအောင်လားဗျာအားလုံးပဲမင်္ဂလာပါကာယစိတ်ဓာတ်နဗျာတော်ဒုက္ခနဲ့ကျမ်းမာချမ်းသာကြပါစေကြောင်းရှိဥစွာစုကြွေလောင်းရပါတယ်25ရက်2လ2026မှာ3ရက်3လ2026အတွင်းမှာချစ်မေဆွေဘောရူသားသမီးများရဲ့ကံကြမ္မာအကြောင်းကျိုးကောင်းဆိုးကိုကံပြရတာတော့ပညာနဲ့ခေါ်ကြပေးမှာဖြစ်ပါတယ်ဒီရက်တူထဲမှာဘောရူသားသမီးများအနေနဲ့လုပ်ငန်းကိုပဲလုပ်မိရဲ့လုပ်ငန်းတွေမှာတဝက်တစ်ပြည့်နဲ့မပြီးပြည့်မအောင်မြင်မဲ့နဲ့ဖြစ်နေတတ်ပါတယ်ဒီအချက်လေးတွေကိုသတိထားစေချင်ပါတယ်လူငွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်မိမိပေါ်ကိုအထင်မြင်သိတဲ့ပုံစံမျိုးလေးတွေမဟုတ်မမှန်ဆွဆွဲပြောဆိုတဲ့ပုံစံမျိုးလေးတွေခြုံရတတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အခုကာလမျိုးမှာ PPCC နဲ့စ조사မှမိမိကိုယ်မိမိအားကိုးပြီးတော့စ조사မှအောင်မြင်နိုင်တဲ့ကာလမျိုးဖြစ်နေပါတယ်လူငယ်ကြီးဟာအခြေအကိစ္စတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီအတွင်းထဲမှာတူပေါ်တူအမြင်မကြည်လင်တာတူပေါ်တူဒေါသစိတ်တွေများနေတဲ့ကာလမျိုးလို့ပြောလို့ရပါတယ်စကားပြောဆိုတဲ့အခါမှာနှစ်ဦးသားတွေ့ဆုံကြတဲ့အခါမှာဆက်ဆံရသတိထားဖို့အကြံပြုလိုပါတယ်အိမ်အောင်ရှင်များအနေနဲ့တော့ဒီရက်ဒီအတွင်းထဲမှာခွဲခွာနေရတတ်ပါတယ်အကြောင်းတစ်ခုကိုအကြောင်းပြုပြီးတော့မှခွဲခွာနေရတဲ့ကာလမျိုးဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ခြေထောက်နဲ့ပတ်သက်ပြီးတော့မှဒဏ်ရာရရှိတာမျိုးတွေးထက်တန်ယိုဖြစ်တဲ့ကျန်းမာရေးလေးတွေယူဆိုင်ဖို့လိုအပ်ပါတယ်နှလုံးရောဂါရှိတဲ့သူများတို့လို့ရှိရင်ဒီရက်တွေတည်းမှာအထူးသတိထားပါလို့ပြောကြားချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့တွေကောင်းတာတွေပို့ပြီးတော့ကောင်းမွန်လာအောင်ညံ့နေတာတွေပို့ပြီးတော့လည်းကောင်းလာအောင်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကျင့်ငတ်တာရကတရိษံလေးတွေကိုအစာကျွေးခြင်းအပြင်မိမိတို့ဖြစ်ကျင်သောစန္ဒမိမိတို့လိုချင်သောစန္ဒကိုစတင်ဆူတောင်းခြင်းအပြင်မိမိတို့ရဲ့ကံကြမ္မာတွေပုံပြီးတော့ကောင်းမွန်လာပါလိမ့်မယ်အကျိုးပေးတဲ့အယောင်တွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အစိမ်းရောင်အပြာအနုရောင်အနီရောင်စသည်အပြင်ဒီလိုအယောင်မျိုးလေးတွေကိုတုံးဆွဲခြင်းအပြင်မိမိရဲ့ကံကြမ္မာတွေပုံပြီးတော့ကောင်းမွန်လာပါလိမ့်မယ်ဟုတ်ကဲ့ခုနှစ်သားသမီးပေါင်းကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါသည်ကြောင်းဆုတောင်းမေတ္တာပို့တာပါတယ်ခင်ဗျာ